tutorial မှာပေးရကြမနေ့ကတင်လိုက်တဲ့ဒီ Panidata video ပေါ့နော်အဲ့ဒါကိုကျွန်တော် tutorial လေးပေးပါမယ်အဲ့ဒါလေးကဘယ်လိုလုပ်ထားလဲဆိုပြီးတော့ပေါ့နော်ဒီကောင်လေးကိုဘယ်လိုလုပ်လဲဆိုကျွန်တော်ပြောပြပေးမယ်โอเคဒါဆိုရင်စလိုက်အောင်အရင်ဆုံးကျွန်တော်တို့ one ratio 1ဆိုရဲဟာကိုရွေးမယ်ဘာလို့ဆိုကျွန်တော်အဲ့ video မှာ one ratio 1နဲ့လုပ်ထားတဲ့အတွက် one ratio 1ကိုပဲရွေးရဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ1080 60 background black နဲ့ပဲ create project နှိပ်မယ်ဒီကျွန်တော်တို့ပုံလေးထည့်မယ်ပေါ့နော်လို့ဆိုကျွန်တော်ပုံလေးရင်ထည့်လိုက်ပါအောင်မယ်ကဲဆိုကျွန်တော်ပုံလေးရင်ထည့်လိုက်ပြီပေါ့နော်ဒီရှင်းတော့မှကျွန်တော်အိမ်ပုံလေးပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာလေကတဲ့ပုံပါမယ်ဒီ brain box ပုံလေးပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာဒီထိုင်ကုန်ပုံလေးပါမယ်ပေါ့နော်ပြီးရင်ဒီအပေါ်ဆုံးကဒီနောက်ဆုံးပိတ်၄ယောက်စုံတဲ့နေရာပါမယ်အဲ့တော့ကျွန်တော်ဘယ်လိုသွားမလဲဆိုကျွန်တော်လည်းဒီ video ဆောက်လုပ်တော့ကျွန်တော်ကား edit ကနေတစ်ခုကနေတွေ့ပြီးတော့ကျွန်တော်လုပ်တာပါနော်အဲ့တော့ကျွန်တော်ဒီလောက်ထားတဲ့ video ရင်ထည့်လိုက်မယ်ပြီးတော့ကျွန်တော်ဒီကောင်ကိုတစ်ချင်းထုတ်လိုက်မယ်ချင်းထုတ်ရင်အရင်ဆုံးသူလာတဲ့နေရာလောက်ကိုမှတ်ထားမယ်ပေါ့နော်โอเคဒီနားလောက်ဒီโอเคဒီမှာမှောင်သွားရဗျာမှောင်သွားတော့ဒီပထမဆုံးပုံကိုရွှေ့လိုက်မယ်ပြီးတော့ရင်ဒုတိယကကျွန်တော်တို့ဒီ brain box ပုံလေးလာရပေါ့နော်အဲ့တော့ brain box ပုံလေးကိုကျွန်တော်တို့ဒုတိယနေရာမှာထားမယ်ပြီးတော့ရင်ဒီ brain box ပုံလာပြီးတော့ရင်ကျွန်တော်ဒီလက်ကြတဲ့ပုံပါမယ်အဲ့တော့မောင်ရနေရာလောက်ဒီကိုကျွန်တော်တို့ဒီနေ့ထားလိုက်မယ်ပြီးရင်လက်ကြတဲ့ပုံโอเคအဲ့ဒီမှာကျွန်တော်ဒီလေးချထားလိုက်ရတယ်ဘာလို့ဆိုကျွန်တော်က Panidata ပုံထည့်ရမှာဖြစ်တဲ့အတွက်ဟိုပြန်ပြီးတော့ရွှေ့နေရရှော့မှာဆိုတော့ဗောနော်ပြီးတော့ဒီနောက်ကထိုင်ကုန်ပုံလေးကိုရွှေ့မယ်ထိုင်ကုန်ပုံလေးโอเคဒီနားလောက်ဒီပါမယ်ပြီးတော့ရင်ဒီ sorryဒါရင်ဒီပုံကဘယ်နာထိပါမလဲဆိုတော့ဒီကတော့ကျွန်တော်ပြီးချမှာပဲဒါပေမဲ့ကျွန်တော်ကဒီမှာ tutorial ပြတာဆိုတော့ပြီးတော့မချတော့ဘူးဒီအဆုံးပုံဒီနားလောက်ထိထားလိုက်မယ်အဲတော့ကျွန်တော်တို့အနေနဲ့ဒီပုံလေးအရင်ဆုံးထည့်ပေးရမှာပေါ့နော်ဒီပုံပြီးသွားပြီဆိုရင်ကျွန်တော်ပြီးတစ်ချက်ချလိုက်မယ်နောက်ကဒါ game play video လာမယ်အပိုင်းဖြစ်တယ်အဲတော့ကျွန်တော်တို့ video ကိုတချင်းထုတ်လိုက်မယ်ပေါ့ဗျာတချင်းထုတ်လိုက်မယ်ပြီးသွားရင်တချင်းကိုနားထောင်ကြည့်မယ်ပြီးချမယ်ပြီးရဘနားမှာချမယ်ဒီနားတွေအဲ့လောက်ကြီးကိစ္စမရှိဘူးအဲ့တော့ပြီးရနည်းနည်းလွှဲနေအဲ့တော့ကျွန်တော်တခုချင်းပြန်ပြီးတော့ချမယ်โอเค alrightပြီးရတော့ဒါတခြားလေးနားထောင်ပြီးတော့ချတင်တယ်ပေါ့နော်ဘာလို့ကျွန်တော်ပြီးတစ်ခုလွဲသွားတချင်းကဗီဒီယိုဂိမ်းလေးကြည့်လို့ကောင်းမှာမဟုတ်တော့အဲ့တော့ဒီလေးကိုတော့တခြားနားထောင်ပြီးတော့ချမယ်ပေါ့နော်ဒီနားလောက်မှာဒီနားပြီးရမပါတော့ဆိုတာ3ခါလောက်ပဲလုပ်ပြီးတော့ဒီကို3တဲ့စကင်ရဲ့ဟာဒီအပေါ်လေးကိုတက်သွားပါတော့ဒီမှာတခြားကြည့်ပါโอเคအဲ့ဒါဆိုတော့ပြီးတော့ရင်ဒီပုံအပေါ်ကောင်လေးကိုခဏမြေပြင်လုံးလေးပိတ်ထားလိုက်မယ်ဗျာပြီးရင်ဒီပုံကိုကျွန်တော် screen ပြည့်ထည့်မယ်အစင်ပြေလောက်မဲ့ပုံလေးပေါ့ဗျာပြီးတော့လို့ရှိရင်ကျွန်တော် Panidata ကို background ဖြောက်ထားလေးထည့်မယ်โอเคဒါကျွန်တော်က Panidata game လေးဆော့တာဖြစ်တယ်ကျွန်တော် Panidata ထည့်ရပါတော့အဲ့တော့ကျွန်တော်တို့ Panidata ကိုသေးလိုက်မယ်โอเคအဲ့တေးပြီးသွားရင်ကျွန်တော်ဒီပုံကိုဒီနားလေးထားမယ်ပေါ့ဗျာပြီးသွားရင်ဒီစမှာကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီ move transform နဲ့ကဒီရွှေ့ရလေးပဲနှိပ်မယ် key frame ချမယ်ဒီမှာ key frame လေးချထားတာပဲဗျာပြီးသွားရင်ကျွန်တော်ဒီမှာကြည့်ဗျာပြီးတော့ဘယ်နားလောက်မှလာလဲဆိုတော့ကျွန်တော်ဒါနောက်ကိုဖြစ်โอเคဒီနားမှာရက်သွားတယ်နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုခဏပိတ်မယ်
ပြီးရင်ဒီနားလေးကိုလာမယ်ပြီးတော့ကျွန်တော်ဒီကြီးရသေးရလေးကိုနှိပ်မယ်အစားသွားမယ်နှိပ်မယ်ပြပြကြီးရလေးကိုနှိပ်မယ်ဘာလို့နည်းနည်းပေါ်တင်လိုက်မယ်ဗျအောက်ရနည်းနည်းရောက်သွားโอเคရပြီပြီးတော့ရင်ကျွန်တော်တို့ကဒီကောင်လေးပြန်ခေါ်ပါဗျာဒီအပေါ်ဝင်သွားတယ်ဗျာအဲ့တော့အပေါ်ကောင်ခဏပိတ်မယ်ပြီးတော့ရင်ဒီနားလောက်ကိုကျွန်တော်တို့ကဒီအပေါက်နားကိုပါဗျာโอเคမှာလဲ key frame ချမယ်ပြီးတော့ရင်ကျွန်တော်ဒီကောင်လေးနည်းနည်းသေးလိုက်မယ်အထဲဝင်သွားတဲ့ပုံစံပေါ့ဗျာသေးလိုက်โอเคတစ်ချက်ပြန်ကြည့်မယ်နော်โอเคအဲ့တော့သူကဒီနားမှာခဏရက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနားမှာ key frame တစ်ခုချမယ် key frame ချမယ်ဒီနားအကောင်ကိုရက်တဲ့နေရာလောက်ပဲပြန်ရွှေ့မယ်ဒီကောင်ကိုလည်း988ဆိုရင်988ပဲပြန်ထားမယ်တော့တခုလိုပါပါနော်ဒါမှရက်တဲ့ဟာလေးမပါပဲနဲ့ခဏရက်သွားရဗျာဒီနား key frame မှာခဏရက်သွားအလန်းလို့ပုံစံမျိုးโอเคဒါပထမပုံပြီးသွားပြီညဒုတိယပုံကျတော့ကျွန်တော်တို့စခွန်ပြီးချင်မယ်ပုံလေးကနည်းနည်းဝါးနေဗျာကျွန်တော်တို့ဒါကျူလိုတွေပြဆိုပုံတော့မကြည်ထားဘူးโอเคပြီးတော့ကျွန်တော်ဒီအပေါ်ကဗီဒီယိုပြန်ဖွင့်ကြည့်မယ်ဗျာဘာလို့ဆိုတခုမှားသွားမှာဆိုလို့ကျွန်တော်လည်းအဲ့ဗီဒီယိုကအရင်အလွတ်ကြီးရပြီးလောက်တာမဟုတ်တဲ့အတွက်သူများလောက်ထားတဲ့ပုံကကျွန်တော် like လုပ်ကြည့်ရပါတော့အဲ့တော့အပေါ်ဗီဒီယိုဖွင့်မယ်သူကပန်နီဒါပုံမယ်โอเคထည့်မယ်ပြီးဒီနားလေးမှာကတ်လိုက်မယ်သူကဒီနားလောက်မှာရက်တယ်ပေါ့နော်โอเคဒါမှ key frame ချမယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီနားမှာသေးလိုက်မယ်ဗျာသေးလိုက်ဘာလို့အပြင်ကနေဝင်တဲ့ပုံစံမျိုးဖြစ်သွားအောင်သေးလိုက်မယ်ပြီးရင်ဒီအကောင်လေးကိုကျွန်တော်တို့ဒါအရင်တော့ကြီးသွားပြီဗျာဒီတကောင်လည်းနည်းနည်းထပ်သေးမယ်โอเคအဲ့တော့ကျွန်တော်တို့ကဘယ်လိုမျိုးလေးဖြစ်မလဲကြည့်အောင်โอเคထဲဝင်လာပြီโอเคဒီမှာလေးပြန်ကြည့်မယ်ထဲဝင်လာတယ်โอเคထဲဝင်ပြီးပြီးသွားရပါအဲဒုတိယပုံကျွန်တော်တို့လုပ်ပြီးသွားပြီပြီးသွားရင်တတိယပုံโอเคတတိယပုံကျွန်တော်တို့နည်းနည်းဒါစခွန်ပြီးအောင်ထည့်လိုက်မယ်ပြီးတော့ကျွန်တော်ပန်နီဒါပုံမယ်ပြန်ထည့်မယ်ပန်နီဒါကသူကဒီညာဘက်ချမ်းတွေရောက်လာတယ်ပေါ့နော်ပြီးရင်ဘယ်ညာချောင်းနေဒီမှာ sorry ဒီမှာတစ်ချက်โอเคဒီမှာတစ်ချက်ဝယ်ပြန်ကြည့်ဒီမှာတစ်ချက်โอเคအဲ့လောက်ပဲဗျာဒါ key frame 3ခုချရတယ်ဆိုတော့ကျွန်တော်ဒီဆောင်းတာလေးဖြတ်ရမှာဖြစ်တော့ချရပါတော့အဲ့တော့ဒီပုံလုံးလည်းဒီနားလေးမှာကတ်လိုက်မယ်ဒီကောင်ကိုဒီနားလေးမှာထားလိုက်မယ်โอเคအဲ့တော့ဒီအပေါ်ကောင်ခဏဖြောင်းမယ်နဲ့သေးလိုက်မယ်နားလာကိုသေးမယ်โอเคပြီးရင်ဒီမှာ key frame ချမယ်ဒီနားလာမှာ key frame ချပြီးတော့ဒီလိုဆွဲလိုက်မယ်ဒီ key frame ကိုရှေ့ကိုပို့လိုက်အဲ့ဆိုရင်ဒီရောက်လာပြီရောက်လာတယ်โอเคအပညာဆောင်းပါဗျာပညာဆောင်းတာတော့ပြီးမှဖြတ်ရမှာဆိုတော့ဒီဘက်ကိုနည်းနည်းရွှေ့ရယ်โอเคဒီမှာဆိုလို့ရှိရင်ဘယ်လိုနည်းနည်းရွှေ့လိုက်ရွှေ့မယ်โอเคရပြီကျွန်တော်ရဲ့အပေါ်တက်မှာအပေါ်တက်သွားရပါဗျာအပေါ်တက်သွားအဲ့တော့ဒါမှပုံမှန်မှာကျွန်တော်တို့သေးလိုက်မယ်ပေါ်တက်သွားပုံစံပါဗျာပြီးရင်ဒီကောင်ကိုနည်းနည်းရွှေ့မယ်ကောင်းလဲရွှေ့လိုက်โอเคရပြီပြီးရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့အပိုင်းသေးလေးနှစ်ခုနောက်ဟာဖြတ်ရမယ်ဗျာပြီးတော့ကျွန်တော်ဒီကောင်ကိုဒီမှာ flat ကျွန်တော်ဒီမှာပြမယ်ဗျာflat horizontal h နဲ့စရဗျာ flat ဆိုတာလေအကောင်လေးကိုနှိပ်မယ်โอเคရပြီနော်ပြန်လှည့်လိုက်တယ်ဒီပြန်လှည့်ရဒီဘက်လာရအပေါ်တက်သွားတယ်โอเคဒါ motion blur လေးထည့်လိုက်ရင်သူကလည်းကြည့်လို့ကောင်းသွားပါဗျာအဲ့လိုတော့ကျွန်တော်ဒီတိုင်းပဲပြရတာဖြစ်တယ်လို့โอเคပြီးတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့โอเคတတိယပုံရောက်လာပြီတတိယပုံလည်းကျွန်တော်တို့ကစခွင်ပြီးထည့်မယ်မပါခြင်းဘူးဆိုတော့ဒီဘက်နည်းနည်းရွှေ့လိုက်မယ်โอเคအဲ့ဒီမှာတတိယပုံထည့်မယ်ဗျာတတိယပုံပန်နေတာပဲပန်နေတာထည့်မယ်တော့ရင်ကျွန်တော်တို့ကအောင်လာလေးနဲ့ရွှေ့မယ်သေးလိုက်မယ်โอเคရှာပြီဆိုရင်သူက
ညာဘက်ချမ်းလာတော့ကျွန်တော်တို့ဒီနားမှာ give in ကိုရှာမယ်စောက်သွားမယ်ဟောညာဘက်ဆုံးရွှေ့လိုက် okay ပြီးဒီကောင်ကတ်မယ်ဒီလာရယ်နားမှာရှက်မယ်ပြီးရင်ဒီလိုထွက်သွားတယ် alright ပြီးသားရင်ကျွန်တော်တို့ကဒီမှာပိုင်းနှစ်ခုခွဲရမယ်ဗျာခွဲလိုက်ပြီးရင်အလဲအကောင်ကိုကျွန်တော်ခုနပြတဲ့အတိုင်း flat originally ဆိုတာလည်းနဲ့တယ်ပြန်သူက welded ဒီပြလက်ပြီးချွေသွားတယ်။ညာရဲ့ဒီနာလေးအောင်နည်းနည်းအရေးကြီးရဒီကောင်လုံးစခွန်ပြီးချင်မယ်ဒီမှာဆိုလို့ရှိရင်ဟောပါနော်အဲ့တော့ရေလုံးဒီ normal skin ပုံစံလေးကိုထည့်မယ် normal skin လေးကိုထည့်မယ်နေတော်လောက်ကိုရွှေ့ပြီးဒီလေးကိုရွှေ့လိုက်မယ်အဲ့တော့ဆိုအဆင်ပြေရ okay ဒီဆိုတော့ပြီးတော့ရင်နောက် starlight ပုံထည့်မယ် starlight ပုံနဲ့သူ side အတူလောက်ပဲထားမယ် starlight ကနည်းနည်းဒီ skateboard တွေပါနေတော့နေရာတော်တော်လေးယူနေတယ်အဲ့တော့အဆင်ပြေအောင်ထားလိုက်မယ်ဒါရင်သူက starlight ကနောက်လောက်မှရောက်လာတယ်ဗျာအဲ့တော့ဒီကောင်ကိုကျွန်တော်ဒီလိုရွှေ့လိုက်ပြီးအစားပို့လိုက်ဒီ keyframe ကိုဖိပြီးရွှေ့လိုက်မယ်ဒီကောင်ရောက်လာတယ်ကောင်ရောက်တယ်ပြီးတော့ရင်အပေါ်ဒီကောင်ရောက်မယ်အဲ့တော့ခုနဒီကောင်ကိုလည်း side အတူလောက်ပါဗျာခံမိုင်းကျင်နဲ့အတူလောက်ကိုထားမယ်နားမှာရွှေ့မယ်ပြီးတော့ရင်နည်းလောက်မှာ keyframe ချမယ်ပြီးရင်ဒီကောင်လည်းဘေးရောက်လာဖြစ်တဲ့ ready ဘေးကိုဆွဲထားမယ်ပြီးရင်အစားပုတ်ပြီးဒီကောင်လည်းဘယ်ဒါဒီ starlight ရောက်လာပြီးတော့ဒီကောင်လည်းရောက်လာတယ်ဗျာပြီးတော့ရင်ခဏနေရောဒီကောင်အပေါ်ကောင်ရောက်လာတယ်ဗျာအပေါ်ကောင်ဆိုဒီ collector skin ပေါ့ဗျာ collector skin ထည့်မယ် collector ကိုလည်းလိုပဲ size ဟိုဒါခံမန်းကျင်နဲ့အတူတူလောက်ကိုထားမယ်နဲ့ကြီးနေတဲ့သေးလိုက်မယ်ဒီတော့ဆိုအဆင်ပြေသွားပြီပြီးတော့ရင်ကျွန်တော်ဒီ keyframe ချမယ် collector လည်းဘေးရောက်လာဖြစ်တယ်ဘေးကိုဆွဲထားမယ်ပြီးရင် keyframe လို့ဖိပြီးတော့အစားကိုရွှေ့လိုက်မယ် collector လည်းရောက်လာပြီကုန်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအောက်ချလာမယ်ဒီညမှာကျွန်တော်တို့ဒီ sticker လေးထည့်ရမယ်ဗျာ sticker ဘယ်နှခုလဲ4ခုလုံးထည့်ရမယ်ဒီကောင်လေးထည့်ရမယ်ဟုတ်တယ်ခေါင်းလေးထည့်မယ်နည်းနည်းသေးလိုက်မယ်ဗျာသူကအရင်ကြာတော့မကြောက်ဒီတော့အဲ့ဒါနောက်ဖြတ်မယ်အကောင်တောင်းဖို့ဖြစ်အောင်ခွဲလိုက်မယ်ပြီးရင်ဟောတယ်ဒီမှာပဲဘောကောင်ဒီမှာထားပြီးတော့ရင်ဒီကောင်ထပ်ပြနေတာခွဲဒီပုံနေရာမှာကျွန်တော်ကကောင်ထည့် alright ပြီးရင်ဒီကောင်လေးကိုဒီလိုရွှေ့လိုက်ရပြီတော့ရင်ဒီလေးခုလုံးဒီနောက်ဆုံးလေးရွှေ့မယ်ဗျာတော့ရင်keyframe ချမယ်တေချာ key size လောက်အောင်ဗျာပြီးရင်အောက်ကိုရွှေ့မယ်ဒီကောင်အောက်ရွှေ့မယ်ရွှေ့မယ်ဗီဒီယိုလေးပြန်ကြည့်လိုက်မယ်နော်နဲ့ keyframe တစ်ခု okay alright ဆောင်းတော့ကျွန်တော် keyframe ချမှာပါ okay ဒီပေါ်ကဗီဒီယိုခဏမြုပ်မယ်ဒါရင်သူ့နေရာပြန်ရအောင်ပြီးရင်ဆောင်းတော့
grab ကိုဒီလိုလေးဆွဲရမယ်ဗျာဒီလိုခုနတိုင်းမယ်ခုနတိုင်းမယ်โอเคရပြီတော့ရင်ဒီညီကောင်လည်းအဲ့လိုပဲဒီကောင်လေးဒီဘက်ရွှေ့ရပြီပြီးရင်ဒီကောင်အောက်ချကောင်အောက်ချဘုတ်တယ်โอเคဒီဖင်ကိုလည်းခုနတိုင်းပဲရပြီပြီးတော့ရင် benedict စိမ့်ကတော့နည်းနည်းဟွာဖြစ်တယ်ပဲကောင်းဒီလိုရှင်ကောင်းနောက်ရွှေ့မယ်ပြီးတော့ရင်ဒီကောင်ဘယ်လိုလဲဆိုဒီအလဲလောက်ကိုလာပြီးတော့နောက်မှရွှေ့မယ်ပြီးရင်ဒီနောက်က key frame မှာဒီအပေါ်အလဲကိုတွားအဲ့လိုတွားဒါဘာဖြစ်လို့လဲဆိုတော့ဒီကောင် game လေးဖြစ်တဲ့အတွက်ဒီကောင်ပြရတာပေါ့နော်အဲ့တော့ key frame ကိုgrab ကိုလည်းဒီလိုပဲဆွဲမယ်ဒီနားမှာ grab မဆွဲရရတယ်ဗျာအောက်ဆုံးတစ်ခုလည်းလို့ပဲဒါဒီတိုင်းလေးပဲလုပ်သွားအောင်ဗျာမ shape effect တွေပါရောနောက်မှထည့်ရအောင်โอเคတော့ရင်ဒီကောင်ဒုညလေးပြန်ပို့လိုက်မယ်ဒီ grab ကိုလည်းဒီတိုင်းပဲဆွဲမယ်Okay, assemble. Okay. အဲ့တော့ကျွန်တော်ကဒီ effect တွေမှာကျွန်တော်က motion blur ဒီ motion blur ဆို effect လေးကိုထည့်မယ်ဒီ effect Okay ဒီလိုတော့မလိုက်မလားဘာသွားပါထည့်လိုက်ပြီပြီးတော့ဒီပုံမှာကျွန်တော်က fade and out ဆို effect လေးထည့်မယ် fade and out ပေါင် 0.2 လောက်ထားမယ်။ဒီ file လေးကို copy ယူမယ်။ဒီပေါ်မှာလည်းထည့်မယ်။အဲ့ထည့်မယ်။ပြီးတော့ရင်ကျွန်တော်တို့ဒီချိန်မှာလုပ်ချင်ရှိရဗျာ။ဒီခုချင်းကိုကျွန်တော်တို့ group file လိုက်။အဲ့တခုချင်းဟိုမလုပ်ရှင်လို့ဗျာ။ဟိုတစ်ဖက်ထည့်နေရမ်းကြောက်အောင်ပါလို့။ Okay ကျွန်တော်တို့ group file လိုက်။ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ fade and out file ကိုထည့်မယ်။ fade and out ဆိုတာ 0.5 ပဲဗျာ and out ပါဒီမှာလဲ fade and out okay ဒီမှာ fade and out ဒီမှာ fade and out okay ပြီးတော့ရင်ဒီခေတ်ကဟိုနဘောက်သွားဖောင်လိုက်မလားလို့ရပြီဒီနားရပြီဆိုတော့ကျွန်တော်ကဒီအောက်ဆုံးကဒီကောင်လေးကိုပေါ့အောက်ဆုံးကောင်လေးကိုကျွန်တော်တို့ကအပိုင်းလေးဖြတ်မှာဗျာ။ဒါလည်းပိုင်းဖြတ်မယ်။အပိုင်းလေးဖြတ်ဘယ်လိုဖြတ်တာလဲဆိုတော့နောက်ကန် screen အလုပ်သွားတဲ့ပုံစံပါတယ်ဆိုတော့โอเคကျွန်တော်ဒီရှေ့သုံးပိုင်းတော့ထည့်ရမလို့ဒုတိယပိုင်းတော့ကနေစပြီးတော့ထည့်မယ်ကျွန်တော်ဘာပေးရထည့်မယ်ဆိုတော့ကျွန်တော် TILED တိုင်းဆိုတော့ထည့်မယ်ဒီလိုရှင် random displacement ဆိုတော့ခေါ်နေမယ် standard name နဲ့ပြီးရင်တရားအလဲလောက်လား3ည graph ကိုလိုလေးတင်လိုက် evolution က1လောက်ဆိုရတယ်ပြီးရင်3ည graph ကိုလိုလေးတင်မယ်စီကကောင်က keeping ချရမလို့1လောက်ပဲထားလိုက်စကတ်တော့100ရှေ့ကပြမှာ100နောက်မှာ0ပြီးရင်အပေါ်တင်ရနေမယ်ပြီးရင်ကျွန်တော်ဒီ motion blur ဆိုတဲ့ file လေးထည့်မယ် copy နှိပ်မယ်ဒီမှာ file ထည့်မယ် sorry ဒီမှာ file ထည့်မယ်Okay ရပြီဆိုတော့ဒီကောင်လေးရယ်ဒီအပေါ် sticker လေးတွေရယ်ဒီကောင်လေးတွေကိုကျွန်တော်က
group ဖွဲ့ထားလိုက်မယ်ဗျအရင်ဟိုလေယာဉ်ရမ်းများနေတဲ့အတွက်ပြီးတော့ကျွန်တော်တို့ကဒီမှာထားပါတော့ဒါကျွန်တော်ကဒီကောင်လေးထည့်တာဘာဖြစ်လို့ဒီကောင်ထည့်လဲဆိုတော့ဒီနောက်မှာလာ game play လာမှာဗျာ game play ထည့်ရအောင်အဲ့တော့ဒီနောက်ပိုင်းကျွန်တော်တို့ဒါgame play ကိုပဲသဘောထားပါအဲ့လိုဒီမှာအဲ့လို game play လို့သဘောထားလိုက်အဲ့ဆိုလို့ရှိရင်ဒီနောက်ကဒါ game play ရပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီဘော CC လေးအုပ်လိုက်ပြီးဆိုလို့ရှိရင်ဒီဗီဒီယိုရပြီပေါ့နော်အဲ့ဒီဗီဒီယိုကျွန်တော်ဒီထဲမှာပဲပြန်ကြည့်ကြည့်မယ် Quando ela passa na frente da tropa, LP no popozão, do jeitinho que o bonde gosta. Vai, joga o rabetão da pistola. Vai, joga o rabetão da pistola. Vai, joga o rabetão da pistola. Okay ရပြီ sorry ကျွန်တော်တခုကြံနေရပါတော့ဒီနားမှာအရေးထွက်သွားတဲ့ဟာလေးကြံနေအဲ့တော့ကျွန်တော်ဒီကောင်ကို layer တခုထည့်မယ် sequence ပြေးထည့်မယ်ဒီကျွန်တော်10စက္ကန့်လောက်ပဲဗျာပြီးတော့ရင်ကျွန်တော် copy background ကိုထည့်နိုင်မယ်ပြီးရင်ဒီ time ကိုထည့်မယ် time ကိုရှေ့ရမှာ key frame ချရှေ့မှာsorry ရှေ့မှာ1မယ်ဒီနောက်က key frame မှာ2 point လောက်သွားမယ်ပြီးရင်ကျွန်တော်ကဒီ blending opacity ကိုတော့ကောင်းနေ key frame ချပါပြီးတော့ရင်နောက်မှာ0ရွှေ့လိုက်ပြီးတော့ရင်ဒီထက်မှာ graph ကိုတို့လေးဆွဲပေးလိုက်အဲဆိုရင်သူကအရေးထွက်သွားတဲ့ပုံစံလေးဖြစ်နေလိုက်အဲ့တော့မှကိုကဒီထက်မှာ random displacement effect တွေပါထည့်နေတယ်ဆိုတော့ထည့်လို့ရသေးရဲ့ကွာဒါပေမဲ့ဒါကကျူတို့ရဲ့ဗီဒီယိုဆိုတော့မပြတော့ဘူးအရင်ကြာနေမှာဆိုလို့ပေါ့နော် okay ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်